你看嘞，妹，这不多，人家把烧完了喽。我唔想嚟冇咗，先得唔啱嘅嘢多啲嘅好，先咪哎，let's 嚟做主他嚟。给还说嘞，哎妈，我隔壁没瓜。我先都唔知啫嘛，哎媽你一年嘅好。还说嘞，地路喽。这不嘛多呢路嘛标，多，但没没见到喏，没事嘛，人家把哩，哎，我给啥路边来把拉喽，喏。邊個哎說咧，我話哎嚟好咩？先咪就先乜自己拖啦。嘿，明白，大把路伢嘞。哇，အိမ်တက်လူကလေးဝဲမလို့ ဘာဟိုအိမ်တွက်လဲငါသိရနော်မင်းပဲဆန်းမင်းတော့အအောင်မလို့လဲ အမလေးတော့ဒီလောက်လေးနဲ့အမ်းမနေဘူးကွဲကင်းနေမှာဆိုအုတ်လိုက်အမ်းနေဟောဒီလောက်လည်းတော့အဲကျွမ်းနေနိုင်ရပေါ့ ဟမ်မပြောချင်ဘူးနော်ငါသိနေတယ်နော်ငါသိနေတယ် ရှားလေးနဲ့အမ်းတော့ ဟဲ့အဲ့ဒါခိုးကြောင်ခိုးရတဲ့ဘဲဦးလဲ ဟိုကတကယ်ချင်းအိမ်ခဏသွားမလို့ အမလေးညီးတဲ့ကစောင်းနေကောင်းနေမြင်းနေညီးပယ်သွားမယ်ဆိုတာငါသိရနော်ဘယ်မလဲငါတို့တဲ့ညစာ ဆက်ပြီးသွားပြီး အမလေးမယုံပါဘူးဘာမှလဲငါ့ကိုလိုက်ပြ ဒီမှာအမေတို့ကညသာဖွဲ့ရချက်ပြီးပြီး ဟဲ့ဒီလောက်အများကြီးကိုညီတမလဲနဲ့ပြီးချက်ထားတာညီမဖြစ်နိုင်ဘူးဘယ်ဆိုင်ရမှားထားရလဲ မမပါဘူးမေရဲ့တမီးကိုချက်ထားပါအမေမယုံဘူးလားတင်းကိုချက်လဲဆိုအမေကိုပြလာဒီမှာလာကြည့်လာအမေဒေါ်ရီယာတီတီရဲ့အဲဖာရအာဘန်နဲ့လှုပ်ထားတာတီတီရဲ့အဲဖာရအာဘန်ကလေဘယ်လိုအာဘန်လေးမျိုးမဟုတ်ဘူးအမေရဲ့ तू ကစီမပါဘဲနဲ့ကြော်လို့ရတယ်ကင်းလို့ရတယ်အပူချိန်ရလဲလေ40ဒီဂရီရတယ်130ဒီဂရီရောက်ရတာဆိုတော့စက်တကောင်ဆုံးထည့်ပြီးကင်းနေတာမှအပြုံကျွတ်ရတယ်ထဲကိုနူးညံ့နေရပဲပြီးတော့အမေကြိုက်တဲ့အာလူးကြော်လို့ငါးကြော်လို့စီမပါဘဲကြော်လို့ရတယ်ဆိုတော့အမေရဲ့ကျမ်းပိုင်မြစ်တာပေါ့ဟုတ်လား အမလေးစားရကြည့်သေးရဲ့အေး အမေဒီဟာလေတီတီရဲ့ pressure cooker တဲ့သူကအရင်ကအသားလေးကိုနိုင်ဝက်တနိုင်ခရောက်ဆံလို့တော့ဘူးပြီးတော့ fashion စလိမ့်မျိုးတော့ပါလားအမေရဲ့အင်းချိုချက်မလားစမ်းတုပ်လုံးမလားအသားပေါင်းမလားခလုံးလေးပြထားလိုက်အောင်ပဲအချိန်ကုန်တဲ့တက်တာလက်စင်လေးချတာပြီးသားဖြစ်တာပေါ့ ကွာမိုင်းနေရော အမေသမင်းဆိုရင်လေ TDS ကထုတ်ထားတဲ့ low sugar တဲ့ cooker နဲ့ချက်ပေးထားတာနော်သူကရိုးသမင်းပေါင်းမဟုတ်ဘူးသမင်းချက်နေနေလေစံထဲမှာပါအတကြားတက်တွေကိုသူ့လိုရောက်ဖေးရှားပေးတာပြီးတော့သူကအမေတို့လိုစီးချိုသမားကြီးတက်မိုင်လေးစားရသူတက်ဆိုအသင့်တော်ဆုံးပဲတကြားတက်မှာလည်းပူကြမလို့တော့ဘူးလေအမေရဲ့ ဝါ